Michael Carrick ကို Manchester United နီးပြမဖြစ်လာစေခြင်းနဲ့ Brian Kane နဲ့ Bosco တို့ရဲ့အမြင်ကမှန်လားမှားလားဆိုတာကိုဒီဗီဒီယိုမှာသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါမင်္ဂကိုကျူ Football Official ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ Carrick နဲ့ပတ်သက်ပြီးတော့ဒီ Brian Kane တို့ Bosco တို့ရဲ့အမြင်မှန်လားမှားလားကျွန်တော်တို့ဒီအကြောင်းအရာကိုကျွန်တော်တို့ပြောကြပါမယ်။ Brian Kane နဲ့ Bosco ကတော့အမြဲတမ်းနီးပြဖြစ် Michael Carrick ကိုမဖြစ်စေချင်ဘူး။ Brian Kane ကပြောမယ်ဆိုလို့ရှိရင်တော့ဒီ Manchester United လို့အသင်းမျိုးမှာတကယ့်ကိုနာမည်ကြီးပြီးတော့ Carrick ထက်အများကြီး profile မြင့်တဲ့နီးပြလိုအပ်တယ်လို့သူကထောက်ပြတယ်။ Carrick ကအစကောင်းတယ်ပြီးတော့ယာယီနီးပြအနေနဲ့မှလည်းကောင်းတယ်ဒါပေမဲ့ Premier League တို့ Champion League တို့ပေါ့နော်ဒီလိုမျိုး Champion ဆုဖလားတွေကိုရယူဖို့ဆိုလို့ရှိရင်တော့ Carrick ရဲ့အနေထားနဲ့မဖြစ်နိုင်ဘူးဆိုပြီးတော့ဒါသူတို့ကသုံးသက်ကြတယ်ပို့ပြီးတော့မြင့်နေပေါ့နော်ဒါအဆင့်တစ်ခုမှာပို့ပြီးတော့ရောက်တဲ့နီးပြကိုဒါသူတို့ကလိုချင်ကြတယ်လူပြောမယ်ဆိုလို့ရှိရင်တော့ဒီ Brian Kane ရော Bosco ရောလိုချင်တဲ့နီးပြကတော့ဒါ Luis Enrique ဖြစ်တယ် PSG သင်းရဲ့နီးပြ Luis Enrique ဒါပေမဲ့ Luis Enrique ကိုရောက်ဖို့လွယ်လားဆိုပြီးတော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လည်းထင်သလောက်တော့လွယ်တာတော့မဟုတ်ဘူးဒါပေမဲ့သူတို့လိုချင်တဲ့နီးပြကတော့ Luis Enrique ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ Carrick ရဲ့အတွေ့အကြုံကနည်းတယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဒီထောက်ပြတယ်နောက်တစ်ခုကကြတော့ဒီပေါ့နော် Guardiola တို့အဆင့်တို့ပေါ့နော်ဒီလိုမျိုးနေထားရင်လည်းပြောတယ်အဲ့တော့ဒီနေရာမှာဒီပေါ့ Brian Kane တို့အဓိကပြောခဲ့တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ Carrick ရဲ့အတွေ့အကြုံကတခြားနာမည်ကြီးနီးပြတဲ့အတွက်ဆိုလို့ရှိရင်တော့ဘာမှမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးရှိတဲ့စကားလေးတစ်ခုကိုဒီရက်ထဲမှာတွေ့ရတယ်ပေါ့နော်ဒီရနဲ့ပတ်သက်ပြီးတော့ပြောချင်တာကဒီနာမည်ကျော်နီးပြဆိုတာကလည်းပြောမယ်ဆိုလို့ကျွန်တော်အစကနေစခဲ့ရတာကျွန်တော်ပြောမယ်ဆိုလို့ကျွန်တော်ဒီအနေထားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါပေါ့နော်ဥပမာလေးပေးမယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းနီးပြအာတီတာအာဆင်နယ်ကိုသူအချိန်တစ်ခုယူပြီးတော့တိစောက်ခဲ့တယ်အခုဆိုလို့ရှိရင်အာဆင်နယ်က Premier League Champion ဆုပါ Champion League Champion ဆုပါရယူဖို့အတွက်အနေအထားတစ်ခုမှာရှိနေပြီဒီလိုမျိုးတိစောက်ခဲ့တဲ့အာတီတာကအာဆင်နယ်မကင်ခင်မှာ Man City အသင်းမှာလက်ထောက်နီးပြသူကလုပ်ခဲ့တာဖြစ်တယ်ဒီတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး Man City လက်ထောက်နီးပြကိုအာဆင်နယ်ကယုံကြည်မှုပေးခဲ့တာဖြစ်တယ်ဒီလိုအခြေအနေမျိုးနောက်တစ်ခုကပြောမယ်ဆိုလို့ရှိရင် Guardiola ကလည်း Barcelona အသင်းနဲ့ Champion ဆုဖလားတွေအများကြီးမရခင်တော့ Barcelona B အသင်းကိုသာကင်တွယ်ခဲ့တာဖြစ်တယ်ဒီလိုအခြေအနေမျိုးကနေ Barcelona အသင်းကြီးကိုကင်တာဖြစ်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ထိပ်တန်းနီးပြဖြစ်လာဖို့နော်ပြောမယ်ဆိုလို့ရှိရင်တော့နာမည်ရတဲ့နီးပြဖြစ်လာဖို့ဆိုတော့လေစတင်ပြီးတော့လုပ်ခဲ့ရတဲ့အရာတွေရှိတယ်။ Carrick က Manchester United အသင်းကိုသူယာယီစကင်တယ်အစောပိုင်း social ထွက်ပြီးမှကင်တယ်ရလက်တွေကောင်းတယ်အခုသူကင်တယ်တော်တော်လေးကိုရလက်တွေကောင်းတယ်ဒါပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါမထင်ထားတဲ့အဆင့်3နေရာရောက်နေတယ် Premier League ပြီးဖို့3ပွဲအလိုမှာတင် Champion League ဝင်ခွင့်ရသွားတယ်ဒါတွေက Manchester United ပရိသတ်တွေဒါပေါ့ကျွန်တော်ရိုးရိုးရှင်းရှင်းနဲ့ပြောမယ်ဆိုလို့ရှိရင်ဘလို့မှမထင်ထားတဲ့စွမ်းဆောင်ရည်ဖြစ်သလိုအသင်းကြီးတိုင်းလည်းနိုင်တယ်ဒီတော့ကျွန်တော်တို့က Carrick ကိုအခွင့်အရေးပေးရမှာပဲကျွန်တော်ကတော့ဒီလိုမျိုးပြောချင်တယ်ဒါပေမဲ့ Brian Kane တို့ Bosco တို့ကကြတော့အမြဲတမ်းအရန်ထောက်ပြတဲ့အရာတွေရှိတယ်သူတို့ကဟိုကထောက်ပြဒီကထောက်ပြပြောလို့ဆိုလို့ရှိရင်တော့အသင်းရဲ့ဒီကွင်းတွင်းခြေစွမ်းကိုလည်းသူတို့ကသဘောမကျဘူးပေါ့ဘယ်လိုမျိုးလဲဆိုတော့အသင်းကပွဲတွေကတော့နိုင်တယ်ဒါပေမဲ့ကွင်းထဲကအသင်းရဲ့စွမ်းဆောင်ရည်ကတော့လုံလောက်မှုမရှိဘူးဆိုပြီးတော့ဝေဖန်တာမျိုးလည်းရှိတယ်ဒါကလည်းပြောမယ်ဆိုလို့ရှိရင်တော့ဘောလုံးအသင်းတိုင်းကတော့အမြဲတမ်းမကောင်းနေနိုင်ဘူးသူတို့ရှင်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီယာဒီအာဆင်နယ်တကယ်အဓိကဆုဖလားနှစ်ခုနဲ့နီးစပ်နေတယ်ဒါပေမဲ့အာဆင်နယ်ရဲ့ဒီယာဒီဖြတ်သန်းမှုတစ်လျှောက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပွဲတိုင်းကောင်းခဲ့တာမဟုတ်ဘောလုံးမှာဒီယာကလည်းရှိတယ်ပွဲတိုင်းကောင်းဖို့ဆိုတာကလည်းအမြဲတမ်းလွယ်ကူတဲ့အရာမဟုတ်ဘူးနောက်တစ်ခုက Brian Kane ထောက်ပြသလိုမျိုးတကယ်ကိုနာမည်ကြီးနီးပြတွေခန့်ပါဆိုတဲ့အရာလေး Manchester United ကအရှိမအများကြီးလုပ်ခဲ့ပြီးအဲ့ဒီနီးပြရဲ့လေအသင်းနဲ့တော့ Super League အောင်မြင်မှုတွေရခဲ့တယ်ဆိုပေမဲ့နောက်ဆုံးမှာတော့အကြောင်းမျိုးစုံကြောင့်အသင်းနဲ့အဆင်မပြေဖြစ်ခဲ့တာတွေကြီးပဲဒီတော့ပြောမယ်ဆိုလို့ရှိရင်တော့လက်ရှိမှာတော့အရင်ကလုပ်ခဲ့တဲ့အရာတွေကိုမေ့ပြီးတော့လက်ရှိမှာအဖြစ်တင်ဆုံးအရာတစ်ခုကိုပို့ပြီးတော့လောက်တာကပိုကောင်းမယ်ထင်တယ်ပြီးတော့ Michael Carrick လိုချင်တဲ့လူတွေအသင်းမှာဖြည့်ပေးလိုက်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့မျှော်လင့်လို့ရမယ် Manchester United အသင်းကိုကျွန်တော်တို့မြင်ရမယ်ထင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီပေါ့နော် Carrick အတွက် Bosco Brian Kane တို့အများနဲ့ဝေဖန်တယ်ဒီနေရာမှာ Bosco ဆိုလို့ရှိရင်ဒီပြအဆက်ဆက်အရန်ကိုဝေဖန်ခဲ့တယ်เนาะပြောမယ်ဆိုလို့ရှိရင်တော့ကစားသမားဖြစ်တယ်Carrick ကဒီ Brian Kane ရဲ့နံပါတ်16ကိုဒါ
ranking ပြီးမှသူဝစ်ဆင်ခဲ့တဲ့ကစားသမားတူဖြစ်တယ်လို့ Bosco နဲ့လည်းအတွင်းကြီးခဲ့တဲ့ကစားသမားတူဖြစ်တယ်။ဒါပေမဲ့ကိုယ့်ရဲ့အသင်းပေါ်ဟောင်းကိုယ့်အသင်းတော့အကောင်းဆုံးဆွမ်းဆောင်ပေးခဲ့တဲ့ကစားသမားကိုဘာဖြစ်လို့ဒီလိုမျိုးဝေဖန်နေကြလဲဘာလို့ဒီလိုမျိုးပြောနေကြလဲဆိုတာကတော့ဒါစဉ်းတော်မစဉ်းစားတတ်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်။အဲ့တော့သူတို့ရဲ့အမြင်တွေမှားလားမှန်လားဆိုပြီးတော့အဖြေထုတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့တူရဲ့အမြင်ရဆိုလို့ရှိရင်တော့မှားတယ်။အရှိမလည်းအများကြီးလုပ်ခဲ့ပြီးသွားပြီဖြစ်တဲ့တော့မဖြစ်လာတဲ့အနေအထားမှာတော့အရင်ကလုပ်ခဲ့တဲ့အရာတွေကိုမေ့ပြီးတော့လက်ရှိမှာသွားနေတဲ့လမ်းကြောင်းမှန်တစ်ခုပေါ်မှာရောက်နေတဲ့အရာတစ်ခုကိုဆက်သွားပြီးတော့ Michael Carrick ကိုအမြဲတမ်းနှီးပြပေးလိုက်တာကမှန်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ Ryan Kane နဲ့ Bosco ရဲ့အမြင်တွေနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့မှားတယ်ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ကျွန်တော်ကတော့ Michael Carrick ကအမြဲတမ်းနှီးပြဖြစ်ဖို့အတွက်လုံလောက်တယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဒီနေ့ထားရတဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကတော့ဒီလိုရှိပါတယ်ဒီနေ့ထားရတဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်အမြင်တွေရှိလို့ရှိရင်လည်းပြောပြပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်